Hello, welcome back everyone. VPN tutorial 2. This tutorial 2 မှာ tunneling ဆိုတဲ့ concept ကိုကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်အောင် VPN ဆိုတဲ့သဘောတရားပြီးပါပြီ။အဲ့ဒီဟာနဲ့အတူတူ tunneling ကဘယ်လိုမျိုးဆက်ဆက်နေကြလဲ Okay, tutorial 1မှာတော့ကျွန်တော်သိခဲ့တယ်။ကျွန်တော်ရဲ့ headquarter ရှိတယ်။ကျွန်တော် Singapore မှာရှိတယ်။ကျွန်တော်တို့မှာသုံးနေတဲ့ server တွေ service တွေ application တွေရှိတယ်။ right အဲ့ဒီဟာတွေကိုကျွန်တော်က business traveler တယောက်ဖြစ်တဲ့အတွက်ကျွန်တော်က maybe US probably maybe ကျွန်တော် UK မှာရောက်နေမယ်တစ်ခါလို့ဆိုရင် Hong Kong maybe တစ်ခါလို့ဆိုမြန်မာနိုင်ငံ anywhere okay အဲ့တော့အဲ့ဒီမှာရောက်နေတဲ့အတွက်ကျွန်တော်ဒီ resource တွေကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်က maybe internet cafe ဒါမှမဟုတ် maybe hotel maybe somewhere in US as long as I have the internet connection ဒါ internet okay အဲ့တော့ဒီကနေပြီး internet ကနေဖြတ်ပြီးမှ internet ကနေလမ်းချိမှာသုံးလို့ရတယ်လေ right okay အဲ့ဒါဆိုရင်ဟုတ်ပြီအခြေခံအဖြစ်တော့ဘယ်လိုသုံးလဲဆိုလို့ရှိရင်ဘယ်လို connection sub establish sub လုပ်ပြီးသုံးလဲဆိုလို့ရှိရင်tunneling လုပ်ပြီးသုံးတယ် tunnel လေးဖောက်ပြီးတော့သွားတယ်ဘယ်လိုကျွန်တော်တို့အပြင်မှာဆိုရှင် tunnel ဖောက်တယ်ဆိုရင်ဘယ်လိုမြင်လို့ရလဲမအုံနိုင်အောင်ဆိုရှင် like သူက encrypt ဖြစ်တယ် secure ဖြစ်တယ်လို့ခံစား right tunnel နဲ့ဖြစ်ပြီးတနေရာနဲ့ပြန်အောင်ဖောက်ပြီးတော့သွားတယ် so ဒီဒါတွေကဟို tunneling ဆိုတဲ့အပြင်လောကဥမြင်နိုင်ကောင်း concept နဲ့ပုံစံတူတူလမ်းမျိုးပြင်လိုက်လို့ရတယ်အတူတူပါပဲ okay အဲ့တော့ဘာလဲဆိုတော့ဒီ data တွေကိုကျွန်တော်တို့သုံးတဲ့ data တွေကိုသူ internet ဆိုတဲ့အတွက် secure မဖြစ်ဘူးအဲ့ဒါသူက encrypt လုပ်ပြီးတော့သွားတယ်ဘာလို့ပထမဆုံးသူဘာလို့လဲ tunnel build လုပ်လိုက်တယ် tunnel build လုပ်မှကျွန်တော်တို့ဒီ packet တွေကဒီ chai တွေသွားတယ် so here we build channel okay networking ကိုခါကြတဲ့ခါတည်းတချို့ concept တွေတချို့စကားလုံးတွေကဟိုအပြင်လောကနဲ့အတူတူပဲဟိုဘယ်လိုတိတ်ပြီးတော့ဟိုထူးထူးဆန်းဆန်းတိတ်ပြီးတော့မပါပါဘူး okay so tunnel လေးပေါက်သွားတယ် okay အခါကျရင်ဒီမှာခုနကျွန်တော်သုံးလိုက်တဲ့စကားလုံးကပါလဲဆိုလို့ရှိရင် encapsulation encap ဒီတဲ့ကို encapsulation လုပ်ပြီးတော့သွားတယ်လို့ကျွန်တော်ပြောခဲ့ okay အဲ့မှာဟုတ်ပြီအဲ့တော့ tunneling ဆိုတော့တော့ပေါက်သွားပြီလို့ရှိရင် tunneling ကျွန်တော် protocols တွေသိရမယ် okay ကျွန်တော် network ဒီမှာဖြစ်တဲ့အတွက်ဟိုတစ်ခါလောက်ရှင် technology ရပါဆိုရင် protocol နဲ့ပြောတာလေ tunneling protocols မှာဘာရှိမယ်ဆိုလို့ရှိရင် like L2 layer 2 tunneling protocol L3 အဲ့တော့ OSI 7 layer မှာဆိုရင် layer 2 ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုရင် frame right layer 3 ဆိုလို့ရှိရင် packet ကိုသုံးတယ် PACK packet okay မှာ layer 2 tunneling protocol ဆိုလို့ရှိရင်သူက data link layer မှာလို့လေ OSI 7ဆိုရင်သူက frame OSI 7မှာ layer 2 frame ဖြစ်တဲ့သူကသူတို့ရဲ့ဒီကျွန်တော်ဒီ packet တွေ exchange လုပ်တဲ့ခါကျ sorry packet မဟုတ် data exchange လုပ်တဲ့ခါကျသူက frame နဲ့ exchange လုပ်ပြီးတော့သုံးတယ်ဒီ layer 3 tunneling သုံးလို့ရှိရင် packet အဲ့တော့ဘယ်နေရာမှာlayer 2 VPN လာမဟုတ် layer 3 VPN လောက်လို့ရှိရင်ကျွန်တော် tutorial မှာလာမယ် okay အခုလောတဲ့ဒီနေရာမှာဒီ tunneling VPN နဲ့ပတ်သက်ပြီးတော့ထပ်ပြရမယ် concept ကိုဖြစ်တဲ့ tunneling ကိုကျွန်တော်နည်းနည်းပြပြအဲဆိုလို့ရှိရင် VPN ကိုသိပါပြီ VPN ကို connect လုပ်ခဲ့လို့ရှိရင်ကျွန်တော် tunneling build လုပ်ပြီးတော့သုံးရဆိုတာကျွန်တော်သိပါပြီ all right so thank you everyone see you in the next tutorial